ဘူးတဲ့ခလေးထိန်ခဲ့ရဘူးတဲ့ဆရာကိုကိုင်းရေကူးကန်လန်းတဲ့တထေးအိမ်တဲ့အိမ်မှာမဖို့ရချင်လို့သွားလို့တယ်အမေကမဖို့မပေးနိုင်ဘူးအဲ့ချိန်တော့အဖေတေသွားတော့ဆရာမဖို့လို့ရှင်လို့ဆရာအလုပ်သွားလုပ်တယ်သူများမထခင်ထရတယ်သူများအိမ်မအိမ်ရတယ်12နှစ်ကျောင်းပိတ်ရမှာအလုပ်လုပ်ဖူးတဲ့တောင်ဆရာနားလေတောင်ဆရာအိမ်မှာရှိတဲ့အိမ်အကူလေးတွေကိုဆရာဘယ်တော့မှအိမ်ဖော်လို့မဆက်ဆံဘူးဆရာသားသမီးတွေလိုပဲဆက်ဆံတယ်နင်တို့တနေ့ငါလိုဖြစ်ရမယ်ငါအိမ်ကမင်းတို့နောက်ဆုံးအလုပ်တဲ့အလုပ်ပဲဖြစ်ရမယ်ဒီအိမ်ကနေထွက်တဲ့နေ့ကနင်တို့လုပ်ငန်းရှင်တွေဖြစ်ရမယ်ဂိုင်းလုပ်ပေးတယ်သင်ပေးတယ်ကွန်ပျူတာသင်ဖို့တော့ပတ်စံမရှိဘူးအလကားတော့မပေးနိုင်ဘူးနင်တို့ကွန်ပျူတာဝယ်နင်တို့လက်ကတည်းကငါဖြတ်မယ်လုပ်တယ်ဆရာအလကားဘယ်တော့မပေးရအောင်နော်အကျင့်ပြတ်တယ်လူတယောက်ကောင်းစားစေရှင်အလကားဘာမှမပေးရဘူးအဖို့ခပေးတတ်ဖို့သင်ပေးရတယ်ညီမပြည်ရဲ့တခုခုဆိုရင်အလကားလိုချင်တဲ့အကျင့်တွေကမတိုးတက်စေဘူး conference ဆိုရင်အလကားပဲလာချင်တယ်အဖို့ခပေးတတ်တဲ့အကျင့်ရအောင်လုပ်အာမင်ပေးရမယ်နှုတ်ကပတ်တော်နဲ့ပတ်သက်လာရင်ဝိညာဉ်နဲ့ပတ်သက်လာရင်အဖို့ခပေးကိုပေးရမယ်မပေးဘဲနဲ့ဘာမှယူချင်တဲ့စိတ်မရှိနဲ့ဖခင်ချီးမြှောက်တဲ့သူတွေကဘယ်တော့မှအလကားမယူဗျအာဗြဟံကသူ့မိန်းမတည်သွားတဲ့အခါမှာသူ့မိန်းမတကြိုဖို့မြေကွက်ဝယ်တယ်မြေကွက်ဆို40 60မြေကွက်မဟုတ်ဘူးတောင်တောင်လုံးဝယ်တာကျမ်းစာထဲမှာတို့ဖတ်လိုက်ဟိုဟာလီဟာလေးအဲ့လိုမဖတ်နဲ့သူတို့ရဲ့ဟာကြီးခါရှယ်ကြီးကိုလေ့လာတဲ့ခါမှာတောင်တောင်လုံးဝယ်ပြစ်တာအဲ့ဒါခါနာပြီးမှာပထမဆုံးအာဗြဟံပိုင်တဲ့မြေဖြစ်သွားတာသူတို့ရဲ့အယူအဆသူတို့ရဲ့မြေထဲမှာပဲသူတို့နေတဲ့အိမ်ခြံထဲမှာပဲသူတို့ချစ်တဲ့သူပြန်မြုပ်တာဆိုသူမဲ့တေလဲတေသွားကိုပိုင်မြေထဲမှာမြုပ်ချင်တဲ့အတွက်ကြောင့်အဲ့ဒီမှာရှိတဲ့ခါနာနိလူတွေဆက်နေသွားဝယ်တော့သူတို့မရောက်ဘူးဗျအလကားပဲပေးမယ်တဲ့အလကားပေးတနေ့ပြဿနာတက်လာနိုင်တယ်အလကားယူလိုက်မိရင်အာဗြဟံရှိတဲ့ချိန်တော့ခင်လို့ချစ်လို့ပေးပေမဲ့အာဗြဟံမရှိတော့တဲ့ချိန်ကျရင်သူတို့သားသမီးတွေချင်းပြန်လို့ရန်ဖြစ်တော့မယ်အဖြစ်မခံနိုင်ဘူးအာဗြဟံကဒီမြေကြီးကိုငါဝယ်မယ်တဲ့ဟိုကလည်းဘယ်လောက်ထိပြောတတ်လားကိုတော်အားတဲ့ကျွန်တော်တို့အတွက်ဆိုဖျားကဲ့သို့ဖြစ်တဲ့အတွက်ကြောင့်လည်းမရောက်နိုင်ပါဘူးတဲ့ဟာအာဗြဟံအသက်ရှင်ပုံညာသူတို့ယိုတေလေးစားတဲ့ဖျားဆိုယိုတေလေးစားတဲ့အဆင့်ဒီခမားကိုကျွန်တော်တို့အရင်ယိုတေလေးစားတဲ့ထိဖြစ်တဲ့အတွက်ကြောင့်အလကားပဲပေးမယ်အလကားကြောင့်မယူအခွင့်အရေးရတယ်ဘယ်တော့မှအလကားမယူအောင်အဖို့ခပေးအဲ့ဒီအဖို့ခပေးတတ်တဲ့လူတွေပဲကြွယ်ဝလာတာအောင်မြင်လာတာအချောင်ရတဲ့သူကဘယ်တော့မှမအောင်မြင်ဘူးဆိုတော့အာဗြဟံက no တဲ့မင်းတို့ငါ့ကိုယိုတေတာ